ဒီငါ့ကိုခမရတို့မြင်ပူပါသလားဒါက old fish ပါဂျပန်လူမျိုးတွေကဒီငါ့ကိုငလင်နမိတ်ငါလို့ခေါ်ကြပါတယ်2020က February 15ရက်နေ့မက္ကဆီကိုမှာလဲ old fish တကောင်တွေ့ခဲ့ပါတယ်မဲလာ28ရက်နေ့မြန်မာနိုင်ငံမှာ9.9မင်္ဂနီကျိုးနဲ့ငလင်လောက်ခဲ့ပါတယ်2017ခုနှစ်ဖူကူရှီမာငလင်မတိုင်ခင် old fish အကောင်20လောက်ကင်းချင်မှာတွေ့ခဲ့တယ်ဒီ old fish ငါနဲ့ငလင်နဲ့ဆက်ဆက်မှုရှိလားမသိဘူးအခုလဲကဘာတဝက်မှာဒီငါကိုတွေ့နေကြပြီဒါကတကောင်တည်းမဟုတ်ဘူး2023မှာဂျပန်ငါးပင်သမားတယောက်က old fish အကောင်90ကျော်တကားလေးပင်မိခဲ့ပြီးတော့ဒီ black sea devil anglerfish ဆိုရင်ဘင်းလေအနက်မီတာ2000ကျော်မှာပဲနေရမယ့်သူဒါပေမဲ့2024မှာစပင်ကင်းချင်မှာရေမျက်နှာပြင်ပေါ်ရောက်နေတာကိုတွေ့ခဲ့ရတယ်။ဘာကြောင့်ဘင်းလေအနက်ကတတော်ဝါတွေရေမျက်နှာပြင်ပေါ်ရောက်နေရတာလဲ။ဒါကတဘောဝဘင်းတွေရဲ့နမိတ်လား။ကဘာပေါ်မှာသမုဒ္ဒရာကြီး၅ခုရှိအိန္ဒိယသမုဒ္ဒရာပစိဖိတ်သမုဒ္ဒရာအာတိတ်သမုဒ္ဒရာအတ္တလန်တိတ်သမုဒ္ဒရာနဲ့တောင်သမုဒ္ဒရာတို့ဖြစ်ပါတယ်။ကဘာမျက်နှာပြင်ရဲ့91ရာခိုင်နှုန်းကသမုဒ္ဒရာရေများပုံအုပ်နေပါတယ်။ဒီသမုဒ္ဒရာတွေကိုအလွန်၅ခုခွဲထားပါတယ်။ sunlight zone, twilight zone, midnight zone, abyssal zone နဲ့ hidden zone တို့ဖြစ်ပါတယ်။ sunlight zone နေအောင်ခြေရောက်နိုင်တဲ့အလွန်ဒီအလွန်ကမီတာ200လောက်နဲ့ပါတယ်။ဒီမှာငမန်းတွေလင်းပိုင်တွေကိုထွေးရပါတယ်။နောက်တစ်လွန်က twilight zone မော်မော်တမော် zone ဖြစ်ပါတယ်။အလင်းအောင်အနည်းငယ်ပဲရောက်နိုင်တဲ့အတွက် twilight zone လို့ခေါ်တာပါ။ဒီအလွန်ကမီတာ1000လောက်နဲ့ပါတယ်။ဒီမှာ asteroid squid တွေထွေးရပါတယ်။ဒီ squid မှာဆိုရင်မျက်လုံးအပေါ်မှာတစ်လုံးအောက်မှာတစ်လုံးအပေါ်ကမျက်လုံးကအောက်ကမျက်လုံးထက်နှစ်ဆကြီးပါတယ်အပေါ်ကမျက်လုံးနဲ့ sunlight zone ကိုကြည့်မယ်အောက်ကမျက်လုံးနဲ့ twilight zone ကိုကြည့်မယ် wow တဘောဝတရားကတော်တော်စိမ့်ကြပါတယ်ဒီ viral eye fish ကိုကြည့်ပါလားသူ့ကောင်းကတန်ခွက်လိုမျိုး transparent ဖြစ်နေပါတယ်သူ့မျက်လုံးတွေကအစင်းရောင်အလင်းထွက်နေတဲ့ဘောလုံးတွေလိုပါဒီပင်ပင်ရှင်တွေရဲ့စင်တဲတွေ့ရှိချက်အရဒီငါးကသူ့မျက်လုံးတွေကို360 degree ဒေးနိုင်ကြောင်းသိရပါတယ်ဒါက alien လူတင်ရပါတယ်ထပ်ပြီးအောက်ကိုဆင်းချင်းရင်တော်တော်ကြီးမားတဲ့ရေဘဝဲကြီးကိုထွေးရမှာပါဒီရေဘဝဲကြီးရဲ့အရက်က7မီတာကျော်ရှိပြီးတော့လက်ထက်လုံးချင်းရင်လုံးမြင့်ပါတယ်မျက်လုံးတစ်လုံးကဘတ်စကတ်ဘောတစ်လုံးလောက်ကြီးပါတယ်သူ့မျက်လုံးကကပ္ပကြီးဆုံးမျက်လုံးပါဒီ sea angel ပင်လယ်နဲ့သမီးကတုတ်ခန္ဓာကိုယ်ကနေအလင်းထုတ်ပြီးတော့တားဝင်တွေကိုဆွဲဆောင်လာပါဒီနေရာမှာမေ့စရာရှိလာပါတယ်။ဘာကြောင့်ဒီတတ္တဝါတွေကအခုမှပင်လယ်မျက်နှာပြင်ပေါ်စုပေါ်လာရတာလဲ။ဒုတိယကမ္ဘာစစ်ပြီးတော့ဒင်းဘောသားတွေကညားနယ်ပိုင်းမှာတော်တော်ကြီးမားတဲ့ငါးအုပ်စုတစုမျက်နှာပြင်ပေါ်စုထက်လာနေတာကိုသိရှိခဲ့ပါတယ်။အဲ့ဒါတနေရာတွေမှာမဟုတ်တော့ပဲနေရာတိုင်းမှာဖြစ်နေတာပါ။ငါးအုပ်စုတွေကညနေပိုင်းဆိုရင်မျက်နှာပြင်ပေါ်ထက်လာပြီးတော့မနဲ့နေမတွေ့ခင်ဆင်းသွားတာပေါ့။အဲ့ဒါနေ့တိုင်းနူဝင်တာနဲ့မျက်နှာပြင်ပေါ်ထက်လာမနဲ့နေမတွေ့ခင်ဆင်းအဲ့လိုပါဒါပေမဲ့ကမ္ဘာရာဒီဥတုပြောင်းလဲမှုကြောင့်ညနေပိုင်းသမုဒ္ဒရာမျက်နှာပြင်ပေါ်လို့ထက်လာတဲ့တချို့ငါးတွေကသမုဒ္ဒရာအနက်ပိုင်းစုမစင်းတော့ပဲမျက်နှာပြင်ပေါ်မှာပဲနေကြတယ်ဘာလို့လဲဆိုရင်ကမ္ဘာလေတို့ညီရင်မှုကြောင့်သမုဒ္ဒရာအနက်ပိုင်းမှာအောက်ဆီဂျင် level ရောသွားလို့ပါအောက်ဆီဂျင်များများရတဲ့သမုဒ္ဒရာမျက်နှာပြင်ပေါ်မှာပဲနေဖို့ကြိုးစားနေရပါဒါပေမဲ့သူတို့နဲ့မျက်နှာပြင် environment ကမခိုင်တာမို့သမုဒ္ဒရာအနက်ပိုင်းကတတဝါတွေမြို့တုံပြုတ်ခွင်နိုင်ပွေရှိပါတယ်ဗီဒီယိုရဲ့အစမှာပြောသလိုပင်လေတတဝါတွေကပင်လေသမုဒ္ဒရာတင်မှာငနေဖြစ်နေရင်လေပင်လေအနက်ပိုင်းကတတဝါတွေကိုမျက်နှာပြင်ပေါ်မှာတွေ့ရပါတယ်အဲ့ဒါကြောင့်ငလင်မလုတ်ခင် old fish တွေကိုတွေ့နေရတာပါမြန်မာနိုင်ငံမှာပြီးခဲ့တဲ့ငလင်မတိုင်ခင်လေဒီ old fish တွေကိုမက္ကဆီကိုကင်းချီမှာတွေ့ခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်